ကျွန်တော်ရဲ့အချက်အဆုံးမြန်မာပြည်အဆိုတော့ကိုဇွန်ထွက်ပြီးဆိုထားတယ်ကောင်းကင်မမေးလို့မြင်ပါတယ်အလုံးလေးရမယ်ထင်တာပေါ့နော်ဒါကြောင့်ဒီမဲ့